အဖေဖြစ်သူကကြက်ကင်တကောင်လုံးကိုအငမ်းမရစားနေတဲ့သူ့သမီးလေးကသွားရည်တများများနဲ့အဖေသမီးပိုက်စာလို့နည်းနည်းလောက်ပေးပါလို့ပြောတော့အဖေကသမီးကိုကန်ထုတ်ပြီးသွားစမ်းငါအတွက်တောင်မလောက်ဘူးလို့အော်ပစ်လိုက်တဲ့ကောင်မလေးကကျန်းပြင်ပေါ်လဲကြပြီးဒူးပြဲသွားလို့ငိုရှာတယ်ထောက်တနေရမှာတိတ်တိတ်လေးကွေးကုတ်ပြီးအဖေဖြစ်သူအကုန်စားပစ်တာကိုကြည့်နေခဲ့ရတယ်အဲ့ဒီညမှာပဲအဖေကသူမကိုအိမ်ပေါ်ကမောင်းချလိုက်တဲ့အသက်9နှစ်အရွယ်သမီးလေးဟာလမ်းတွေပေါ်မှာရည်ရွယ်ချက်မရှိလေးလွှင့်ခဲ့ရတယ်မိုးချုပ်တော့ဆိုင်တဆိုင်ဘေးမှာကတ်ထိုင်နေတော့အနှံ့ကြောင့်ဗိုက်စာလာတဲ့ဆိုင်ရှင်ကရေလာသွင်းရင်းထွက်သွားငါစီးပွားရေးလာမဖြတ်နဲ့လို့အော်ရဲကောင်မလေးကြောက်လန့်တကြားနဲ့တရားအောက်အထိပြေးသွားခဲ့တယ်အဲ့ဒီမှာကြောက်ခဲလို့မာကြောနေတဲ့ပေါင်မုံတုံးတွေးလို့ပါဇက်ထဲကောက်ထည့်လိုက်တဲ့အချိန်လမ်းဘေးခွေးတကောင်ကရုတ်တရက်ဝင်ကြိုက်ပြီးလက်မောင်းကိုခဲလိုက်တယ်နာကျင်လွန်းလို့အော်ဟစ်ရင်အစားအစာကိုလွှတ်ချလိုက်ရပြီးခွေးကပေါင်မုံကိုယူသွားခဲ့တယ်ဒဏ်ရာရတဲ့လက်မောင်းကိုပွေ့ပိုက်ပြီးတကောင်ရန်အထိငိုနေခဲ့ရတယ်နောက်ရက်မှာတော့နှုံးခွေပြီးဒိုကူးဆိုင်တဆိုင်ရှိမှလဲကျသွားတယ်အသက်30ဝန်းကျင်ဆိုင်ရှင်မျိုးသားကအလုံးလုံးနေရင်ဒဏ်ရာကိုမြင်တော့အကုန်ပစ်ထားပြီးသူမကိုအထဲစီပွေ့ချီသွားတယ်ညနာတစ်ပေးဆေးထည့်ပေးပြီးပူပူနွေးနွေးပဲနိုးနဲ့ပေါင်မုံကျွေးတယ်သူမကအကုန်လုံးကိုအငမ်းမရစားပစ်ပြီးနောက်ဒူးထောက်ကအန်ကဲသမီးကိုမွေးစားပါသမီးအလုပ်လုပ်ပါမယ်အလကားမစားပါဘူးလို့တောင်းပန်ရှာတယ်အိုချိုလို့ခေါ်တဲ့အဲ့ဒီလူပြိုကြီးကခဏလောက်စဉ်းစားပြီးကောင်းပြီးနေခဲ့တော့မင်းကငါသမီးလေးလိုပဲလို့ပြောလိုက်တယ်ရာရာလို့ခေါ်တဲ့ကောင်မလေးဟာအဲ့ဒီနေ့ကစပြီးသူနဲ့အတူနေထိုင်ခဲ့တယ်တိုးဘူးလို့ဖို့ခွန်အားမရှိလို့တန်ရှင်းရေးလုပ်တာနဲ့အောက်ခြေသိမ်းအလုပ်တွေကိုကူညီပေးတယ်ချိုးကသူမကိုအရန်ဂယူးဆိုင်ပြီးကိုယ်တိုင်ချိုးချန်ချွေတာပြီးတော့ငုံတွေဝဲပေးတတ်တယ်ဒါပေမဲ့အဲ့ဒီအေဂျင့်မှုကကြာမခံခဲ့ဘူးချိုရဲ့အကိုကြီးအိမ်ကိုရောက်လာပြီးမင်းယူနေလားအပြင်ကကောင်မလေးကိုမွေးမြူနေရင်မင်းဘယ်လိုလုပ်မင်းမရမှာလဲလို့အော်ငေါက်တယ်ဒါကျွန်တော်ပြဿနာပါအကိုပြဿနာမဟုတ်ဘူးလို့ချိုးကပြန်ပြောတယ်သူ့အကိုကတကားကိုစောင့်ပိတ်ပြီးထွက်သွားခဲ့တယ်ရန်နေငယ်ကြတော့ရာရာကသူ့ရဲ့တရားမဝင်သမီးဆိုတဲ့ကောလာဟာလာတွေထွက်လာတယ်လူတိုင်းကသူ့ကိုဝေဖန်ကြပြီးစီးပွားရေးပျက်စီးသွားခဲ့တယ်ဘယ်သူမှသူ့စီကမဝယ်ချင်ကြတော့ဘူးချိုးကဘာမှမပြောဘဲပစ္စည်းတွေသိမ်းပြီးရာရာကိုခေါ်ကတခြားရွာတစ်ခုကိုပြောင်းရွှေ့ခဲ့တယ်အဲ့ဒီမှာသူတို့ကိုဘယ်သူမှမသိကြတော့အရေးသွေးကောင်းပြီးတင့်တင့်နဲ့ဈေးနှုန်းနဲ့ဒိုကူးဆိုင်အစ်တစ်ခုထပ်ဖွင့်တဲ့စီးပွားရေးကပြန်လဲဦးမော့လာခဲ့တဲရာရာကလှဲတွန်းတာတန်ရှင်းရေးလုပ်တာတွေကိုအမြဲကူညီတဲ့လက်တွေမှာအေးပတ်နာတွေဆွဲနေပေမဲ့ဘယ်တော့မှမငြင်းညူခဲ့ဘူးသူမအသက်10နှစ်အရွယ်မှာချိုးကကြောင်းတက်ရမယ်လို့ပြောတယ်သမီးကြောင်းမတက်ဘူးအန်ကဲကိုပဲကူညီချင်တယ်လို့သူမကပြန်ပြောတယ်မင်းစာမတင်လို့မရဘူးလို့သူကပြတ်သားတဲ့လေတန်းနဲ့အမိန့်ပေးခဲ့တယ်ချိုးကအလုံးနှစ်ခုလုပ်ရတယ်နေ့ဘက်မှာတိုးပူရောင်းပြီးညဘက်မှာလုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့ရာရာကကူညီဖို့လုပ်ငန်းခွင်အထိလိုက်သွားပေမဲ့သူကရိတ်မိသွားပြီးစူပူချင်းမောင်းတယ်မင်းစာစ조사မတင်ရင်မင်းကိုအခုချက်ချင်းသူများပေးပြစ်မယ်သူမကငိုရင်းစွမ်းဆောင်သမျှအစွမ်းကုန်စာစ조사ပါမယ်လို့တတိပေးခဲ့တယ်ကျောင်းမှာအမေမရှိလို့အဖေကဆင်းရဲလို့ဆိုပြီးအနိုင်ကျင့်ခံရပေမဲ့ရာရာကတိတ်တိတ်လေးတီးခံခဲ့တယ်ကောင်လေးတယောက်ကသူမရဲ့ကြောဘိုးအိတ်ကိုမြောင်းနေပစ်ချလိုက်တာကိုလည်းတီးခံခဲ့တယ်အဲ့ဒီကောင်လေးကပဲသူမကိုရှုံ့ပွက်ထဲတွန်းချလိုက်ပြန်တော့လဲထလာပြီးထပ်ပြီးလိလူရှုခဲ့တယ်ဒါပေမဲ့တရက်မှာတော့အဲ့ဒီကောင်လေးကမတော်တဆမှုကြောင့်ဖြစ်သွားတဲ့ချိုရဲ့ခြေထောက်မတန်တာကိုလှောင်ပြောင်တယောခဲ့တယ်အဲ့ဒီတစ်ချိန်မှာတော့ရာရာကနှာခေါင်းသွေးထွက်အောင်လက်သီးနဲ့ထိုးပစ်လိုက်တယ်အကြောင်းရင်းကိုသိရတော့ဆရာကချိုကိုခေါ်ယူခဲ့ပြီးချိုကတောင်းပန်ကဆရာဝန်ခကိုပေးချေခဲ့တယ်ကျောင်းကအထွက်မှာသူမခေါင်းကိုအသာအရာပို့ရင်းကောင်းကောင်းလုပ်ခဲ့တယ်ဒါပေမဲ့နောက်တစ်ချိန်ကျရင်မျက်နှာကိုမထိုးနဲ့လို့ပြောတယ်ရာရာကနည်းနည်းရယ်ပြီးနောက်စိတ်လှုပ်ရှားစွာနဲ့ငိုချပစ်လိုက်တဲ့အချိန်တွေကုန်လွန်လာတာနဲ့အမျှသူမရဲ့အမှတ်တွေကောင်းမွန်လာပြီးခရိုင်ရဲ့အကောင်းဆုံးကျောင်းကိုတက်ခွင့်ရခဲ့တဲ့ချိုကအရန်ပျော်လွန်းလို့ရက်ွက်တစ်ခုလုံးကို3ရက်တိုင်တိုင်တို့ဘူးအလကားကျွေးခဲ့တယ်ဒါပေမဲ့အထက်တန်းဒုတိယနှစ်မှာတင်ချိုကဖျားနာပြီးနောက်ဆုံးအဆင့်အသေးကင်စားလို့ယောဂအဖြေထွက်လာတယ်ရာရာကသူ့ကိုပြုစုဖို့ကြောင်းသားကျင်ခဲ့ပေမဲ့သူကညှင်းဆန်ခဲ့တယ်သူကဆရာဝန်ကိုကျွန်တော်ကိုမကူပါနဲ့တော့ပတ်စံကိုသမီးရဲ့ကျောင်းစရိတ်အတွက်ပဲခြံထားခဲ့မယ်လို့ပြောတယ်ရာရာကစကားတော်မပြောနိုင်ပဲကတင်ပေးမှာတေးထန်စွာငိုကြွေးနေခဲ့တယ်ရာရာငါတေးရမှာကိုမကြောက်ဘူးမင်းဘဝကောင်းကောင်းမနေရမှာကိုပဲကြောက်တာချိုးကွယ်လွန်သွားခဲ့တယ်ဒါပေမဲ့မကွယ်လွန်ခင်ငွေဆက်ကူအကျွေးလေးတွေပါတဲ့အထဲအိတ်သေးလေးတစ်ခုကိုပေးခဲ့တယ်အဲ့ဒါကသူ့တစ်သက်လုံးစုဆောင်းထားတဲ့ဝန်2000ဖြစ်တယ်သူ့ရဲ့နောက်ဆုံးစကားကတော့စာကြိုးစားပါငါလိုတို့ဘူးမလုံးနဲ့ဆိုတာပါပဲရာရာကသူ့ကိုရွာရဲ့တောင်ကုန်းပေါ်မှာတင်းကြိုခဲ့ပြီးမနာရန်စာကြိုးစားခဲ့တယ်မြို့ကြီးရဲ့တက္ကသိုလ်ကိုတက်ရောက်ခွင့်ရခဲ့ပြီးဘွဲလွန်အထိဆက်တက်ခဲ့တယ်ဘွဲရပြီးနောက်ကုမ္ပဏီကြီးတဲ့ခုထဲဝင်ရောက်ပြီးအမှုဆောင်အရာရှိဖြစ်လာခဲ့တယ်။အနှစ်30ကျော်ကြာပြီးနောက်မှာတော့ချိုရဲ့အုပ်ကူကိုတန်ရှင်းရေးလုပ်ဖို့ပြန်လာခဲ့တယ်။သူမကိုစွန့်ပစ်ခဲ့တဲ့အရင်းမြစ်အဖေကသူမရဲ့အောင်မြင်မှုကိုကြားသိပြီးလာရောက်ရှာဖွေကပတ်စံမြောက်များတောင်းဆိုတယ်။ငါကမင်းရဲ့အဖေရင်းပဲမိသားစုကိုလှုပ်ကြွေးဖို့ကမင်းတာဝန်ပဲလို့ပြောတယ်။ရာရာကသူ့ကိုစိုက်ကြည့်ပြီးတခွန်းမှမပြောဘဲထွက်ခွာသွားခဲ့တယ်။သူကနောက်ကနေကျေးဇူးကမ်းတဲ့ကောင်မလေးကံကြမ္မာကမင်းကိုအပြစ်ပေးလိမ့်မယ်လို့အော်ဟစ်ကြံရစ်ခဲ့တယ်။သူမကလှည့်တောင်မကြည့်ခဲ့ဘူးပြီးနောက်ရာရာကအုပ်ကူကိုပြုပြင်ဖို့အတွက်ချိုရဲ့အကိုစီသွားရှာခဲ့တယ်။သူဟာလေးဖြစ်နေပြီးသူ့ရဲ့သားရင်းကတော့ပြစ်ထားခဲ့တာကိုတွေးလိုက်ရတယ်။ရာရာကကောင်းမွန်တဲ့ဘိုးဘွားရိပ်သာတစ်ခုမှငွေပေးသွင်းပြီးပြုစုဆောက်ရှောက်မဲ့သူတွေငှားရမ်းပေးခဲ့တယ်။တယောက်ကသူမကိုမေးတယ်။အတိတ်တုန်းကချိုပေါ်ဒီလောက်ဆိုးဆိုးရွားရွားဆက်ဆံခဲ့တာကိုဘာလို့ကူညီပေးတာလဲ။ရာရာကပြန်ဖြေတယ်။ဘာလို့လဲဆိုတော့ချိုကသမီးကိုကျေးဇူးတည်တတ်ဖို့နဲ့အဓိကကတော့ရန်ညိုးမထားတတ်ဖို့တင်ပေးခဲ့လို့ပါသူမတောင်ကုန်းပေါ်သွားပြီးချိုမွေးတို့ဘူးတပံကန်ချထားပေးကဂူရှိမှာနာရီပေါင်းများစွာစကားပြောခဲ့တယ်။မိုးချုပ်တော့သူမထရက်ပြီးဖုန်တွေကိုခါထုတ်ကအဖေသမီးသွားတော့မယ်နောက်တစ်ခေါက်ပြန်လာခဲ့ပါဦးမယ်လို့ပြောခဲ့တယ်ရွာထဲကလူတစ်ယောက်ကချိုကသူမရဲ့သွေးသားရင်အဖေလားလို့မေးတယ်ရာရာကပြန်ဖြေခဲ့တယ်သွေးသားကဘာရေးကြီးလို့လဲသူကသမီးကိုဘဝတစ်ခုပေးခဲ့လို့ဒီနေ့သမီးအသက်ရှူနေနိုင်တာသွေးသားအရင်ဖြစ်တဲ့သူကသမီးကိုလမ်းပေါ်မောင်းချခဲ့ပြီးတစိမ့်တစ်ယောက်ကတော့သမီးကိုမြစ်တာနဲ့မွေးမြူခဲ့တယ်ဒီလောကမှာအစ်စ်မှန်ဆုံးတန်ရောစင်ဆိုတာသွေးသားတွေကလာတာမဟုတ်ပဲဘဝတစ်ခုကိုပေးဆက်ခြင်းကနေလာတာပါ